အခုမြင်နေရတာကတော့မြန်မာနဲ့နီးနီးလေးမှာကျင်းပနေတဲ့မကောင်းဆိုးဝါးနေနေပွဲပါအဲ့ဒီပွဲဟာကမ္ဘာမှာကြောက်စရာအကောင်းဆုံးပွဲတွေကတစ်ခုလို့လည်းခေါ်ကြပါတယ်ဒီပွဲမှာပြဖို့မကောင်းဆိုးဝါးအယုတ်အကြီးကြီးတွေကိုလာပေါင်းများစွာအားစိုက်လုပ်ထားရတယ်ဒါပေမဲ့ပိုပြီးထူးခြားတာကနောက်ဆုံးမှာတော့အဲ့ဒီအယုတ်ကြီးတွေအားလုံးကိုမီးရှို့ဖျက်ဆီးလိုက်တာပါပဲဒါကနှစ်တိုင်းကျင်းပနေတဲ့အင်ဒိုနီးရှားကဘာလီကျွန်းရဲ့အိုကိုဆိုတဲ့ပွဲတော်ပါအဲ့ဒီပွဲကိုမနက်ကနေညဘက်အထိကျင်းပကြပြီးတော့ကျင်းပရင်လည်းရိုးရိုးတက်တက်လုံးဝမဟုတ်ပဲအယုတ်တွေအတက်ဝင်အောင်ကကြခုန်ကြရတယ်။နောက်ပြီးတော့ဒါတွေထက်အထူးခြားသောအချက်ကအဲ့ဒီပွဲတော်ပြီးလို့နောက်တရက်ဟာဘာလီကျွန်းရဲ့ခြောက်ခြားစရာအကောင်းဆုံးနေ့ဖြစ်လို့ပါ။ကျွန်းတစ်ကျွန်းလုံးမှာလူတွေရုတ်တရက်ပျောက်သွားတဲ့ထင်ရတဲ့အထိအတန်တွေတိတ်နေရတယ်။ဘယ်သူမှအိမ်ပြင်ထွက်ခွင့်မရှိတဲ့အပြင်စီကားလာပါတယ်ဆိုတဲ့ဘာလီကျွန်းကြီးကချက်ချင်းဗလာနှစ်ထိဖြစ်သွားလို့ပါ။ဒါကြောင့်ဒီဗီဒီယိုမှာတော့အရန်ထူးဆန်းတယ်လို့ခြောက်ခြားစရာကောင်းတာတွေအများကြီးဖြစ်တဲ့အိုကိုဆိုတဲ့ပွဲတော်အကြောင်းကိုကျွန်တော်အခုပဲတင်ဆက်ပေးပါမယ်ခင်ဗျာ။တခုရှိတာကကြောက်တဲ့သူတွေနဲ့ကလေးတွေပါတဲ့ဒီဗီဒီယိုကိုမကြည့်ကြဘူးဥစွာတင်ပေးချင်ပါတယ်။ဒီပွဲတော်ကိုဘာလီဟိန်နူတို့ရဲ့နှစ်တကူညက်ပီနေ့မတိုင်ခင်တရက်အလိုမှကျင်းပကြတာပါပွဲတော်နေ့ဆိုရင်ဈေးဆိုင်တွေကစလို့တနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံးဟာလုံနေလက်စအလုပ်တွေကိုထားပစ်ခဲ့ကြပြီးဒီပွဲတော်ထဲမှာပါဝင်ဆင်နွှဲကြပါတယ်မနက်ပိုင်းကနေနေ့လယ်ပိုင်းအထိရက်ကွက်အတီးတီးကလူငယ်တွေဟာကိုယ့်ရဲ့အိုကိုအယုတ်ကြီးတွေကိုလမ်းစုံလမ်းခွာတွေမှာပြထားကြတယ်ညနေစောင်းမီဆိုတာနဲ့အယုတ်ကြီးတွေကိုပခုံးပေါ်ထမ်းပြီးခုံကြပေါက်ကြနဲ့ညဘက်အထိလမ်းမတွေပေါ်မှာလှည့်လည်ကြတာပါဒါပေမဲ့ဒီအယုတ်ကြီးတွေရဲ့နောက်ွယ်မှာတော့တိတ်ပန်နီချရှင်းပြလို့မရတဲ့ခြောက်ခြားစရာတွေလည်းရှိနေပါတယ်အရင်ဆုံးဒီရုပ်ကြီးတွေကိုမြင်တာနဲ့နတ်ဆိုးတွေကိုပုံဖော်ထားမှန်းတန်းတီလောက်ပါလားသူတို့ရဲ့အယူအဆအရာဒီအယုတ်ကြီးတွေကိုစနစ်တကျမဖန်တီးဘူးဆိုရင်တကယ်နတ်ဆိုးတွေပူးကပ်ဝင်ရောက်လာနိုင်တယ်လို့ယုံကြည်ကြပါတယ်ပိုပြီးခြောက်ခြားစရာကောင်းတာကဒီရုပ်ကြီးတွေကိုလူကြားတဲ့စီတန်းလက်လေပြီးပြီဆိုရင်လူသူကင်းဝေးတဲ့တုတ်တန်တွေထဲမှာတွားရောက်မီးရှို့ကြတာပါဒါဟာဒီအယုတ်တွေထဲမှာစူးစီးထားတဲ့မကောင်းဆိုးဝါးအားလုံးကိုတုတ်တန်မာရင်အပြီးအတိုင်းပြန်နှင်ထုတ်လိုက်တဲ့သဘောပါပဲတကယ်တော့ဒီအလေးထားဟာရှေးအောင်အစင်လာကြီးတော့မဟုတ်ပါဘူး1980ပြည့်နှစ်ဝန်းကျင်ကျမှဘာလီလူငယ်တွေရဲ့ဖန်တီးမှုကနေစတင်ထွန်းကားလာခဲ့တဲ့ခေတ်သစ်ယဉ်ကျေးမှုတစ်ခုပါအယုတ်တွေရဲ့ပုံသဏ္ဍာန်ဟာများသောအားဖြင့်ငရဲပြည်ကဗုဒ္ဓကာလာလို့ခေါ်တဲ့နတ်ဆိုးတွေဖြစ်ပြီးတော့လူသားတွေချင်းတွေကဒေါသတွေမောဟတွေစားရိတ်စိတ်ရိုင်းတွေကိုကိုစားပြုပါတယ်ဒါပေမဲ့အခုခေတ်မှာတော့ဒန်နာရီလာတရဝါတွေတင်မကပဲနိုင်ငံရေးသမားတွေနဲ့နာမည်ကြီးပုဂ္ဂိုလ်တွေကိုပါတယော်တဲ့အနေနဲ့ထုလုပ်လာကြပါပြီအယုတ်တစ်ခုဖြစ်လာဖို့ဝါဂျိန်းစက်ကူတွေနဲ့လာပေါင်းများစွာအားစိုက်ထုတ်ရတယ်လို့အခုနောက်ပိုင်းမှာတော့ဖုန်းနဲ့ထိန်းချုပ်ပြီးအသက်ဝင်အောင်လုပ်နိုင်တဲ့အထိပါခင်မိလာခဲ့ပါပြီဒါအပြင်လက်ရကောင်းတဲ့အယုတ်လုပ်တဲ့သူတွေကိုလည်းစုကြီးငွေတွေပေးကြတာမလို့အယုတ်တွေဟာကြီးလိုက်တာနဲ့တစ်ခုနဲ့တစ်ခုမထက်စီရပဲလုံးဝကိုအမိုက်စားတွေကြီးပါပဲတကယ်အံ့ဩစရာအချက်ကအခုမှလာမှာပါဒီဘောတော့ပြီးသွားတဲ့နောက်တစ်နေ့မှာတော့ဘာလီကျွန်းတစ်ကျွန်းလုံးဟာတင်းချိုင်းကုန်းတစ်ခုလိုတိတ်ဆိတ်သွားတာပါအဲ့ဒါကိုညက်ပီနေ့လို့ခေါ်ပါတယ်အဲ့ဒီနေ့မှာအလင်းရောင်မသုံးရဘူးအပြင်လည်းမထွက်ရဘူးအစိုးရရုံးနေတယ်မကပဲကဘာမှာတစ်ခုရဲတော့ထူးခြားချက်အနေနဲ့နိုင်ငံတကာလေးစိတ်ကြီးကိုပါ24နာရီတီတီပိတ်ပစ်တာပါဘာလာအေးပွဲတစ်ခုအတွက်လေးစိတ်ကြီးတစ်ခုလုံးကိုပိတ်ပစ်တာဟာကဘာမှာဒီတနေရာပဲရှိပါတယ်မနေ့ကစူညံလာတဲ့ဘလူးရုပ်ကြီးတွေနဲ့ဒီနေ့တိတ်ဆိတ်လွန်းတဲ့လမ်းမတွေဟာကျွန်တော်တို့ကဘာလောကကြီးရဲ့စက်ညက်ဘက်အလားတရားကိုဖော်ပြနေတယ်လို့ပါပဲကျွန်တော်ဒီပွဲတော်ကိုကြည့်ပြီးတော့မြန်မာရဲ့ဒလီတစ်ခုကိုတောင်သွားတတိယလိုက်ပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့တကြံပြီးလို့နှစ်စက်တရက်နေမှာတန်မုံတွေကြပြီးမကောင်းတာတွေကိုနှင်ထုတ်တဲ့ဒလီပါဒီလိုမျိုးယူရဒလီတွေကနိုင်ငံတိုင်းမှာမတူညီကြတာမလို့ကိုယူရမှာမဟုတ်ပဲသူများနိုင်ငံရဲ့ယူရဒလီတွေကိုလည်းအတိမတ်ပြုတင်ပါတယ်ကဲအခုဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတွေရောဒီပွဲတော်နဲ့ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲဒီလိုမျိုးမကောင်းတာတွေကိုပွဲတော်ကျင်းပပြီးနှိမ်နှင်းတာဟာကောင်းတယ်လို့ထင်ပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပါအောင်ခင်ဗျာကျွန်တော်ကတော့အားလုံးပဲအေးချမ်းချင်းတွေနဲ့ပြည်စုံကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နောက်ထပ်ကဘာတလောကထူးဆန်းတဲ့အကြောင်းအရာတွေကိုအကျိုးရှိအောင်ထပ်ပြီးတင်ဆက်ပေးအောင်မလို့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားပေးပါပြီးတော့ဘယ်လိုဗီဒီယိုလေးတွေဖန်တီးစေချင်လဲဆိုတော့ကိုလည်းကွန်မန့်မှာပြောခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ